ကုသိုလ်အချောင်ရတယ်လို့မရှိဘူးစေရနာပါမကုသိုလ်အဖြစ်တယ်ဇနီးမောင်နှံ2ယောက်ဇနီးလှုပ်တဲ့လူကတခုကလှူလိုက်တယ်ယောက်ျားလှုပ်တဲ့လူကလှူတယ်ဆိုတာသဘောမတူမကြိုက်ဘူးဆိုရင်အဲ့တော့လှူတဲ့ဇနီးကပဲကုသိုလ်ရတယ်သူကကုသိုလ်မရအကယ်၍သူကသဘောတူလိုက်ရင်သဘောတူခြင်းကြောင့်တော့ကုသိုလ်ရတယ်သူ intention ပါသွားပြီအဲ့ကြငါတို့2ယောက်တူတူပဲတို့2ယောက်ရှာထားတဲ့စီပွားသူလှူရင်လည်းငါရတာပဲဆိုပြီးအဲ့နေလို့ကတော့မရဘူးအဲ့ဒီအတွင်းနဲ့နေသည့်အတွက်ကြောင့်မကားလူလင်ရဲ့အငယ်ဆုံးဇနီးဟာတည်တဲ့အခါပြိုင်ဖြစ်သွားတာပြိုင်မဘွားရောက်သွားတယ်ဆိုအဲ့ဒါငါယောက်ျားလှူတာငါရတာပဲဆိုပြီးတော့ attention ဆိုတဲ့ရွေးချက်ကလေးရှိရမယ်ကံနဲ့ပတ်သက်လာအဲ့ဒါမှကိုယ်နဲ့ပတ်သက်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးအမြတ်တမ်းပေးဝေတယ်တမလုံးဘွားကဆွေမျိုးတွေကိုအမြတ်တမ်းပေးဝေတယ်ကိုကအမြလို့အမြလို့ဆိုလိုက်တာနဲ့သူစီရောက်သွားလားဆိုမရောက်ဘူးဟောပြီးငါ့ကိုအမြဝေနေတယ်ဆိုတာသိပြီးသာဓုခေါ်မှရတယ် agreement ပေါ့နော် agreement ဆိုတာသိလို့အပ်တယ်ပေါ့ intention ဖြစ်သွားပြီကျင့်တဲ့ဝန္တာတဲ့သူလုပ်တဲ့လုပ်ကိုသိမှပြုလိုက်တယ်အဲ့ကြရင်ရပြီအဲ့ဒါလောက်လေးမှ intention မပါဘူးဆိုလို့ရှိရင်မရနိုင်ဘူးသူဆိုတာဒါကံရဲ့သဘာဝတရားပေါ့နော်ဒါကြောင့်ဒီမှာမြတ်စွာဘုရားအတ္တနာဟိကတံပပံအတ္တနာတံကိလေတတိအတ္တနာအကတံပပံအတ္တနာဝဝိသုစတိကိုမဟုတ်တာလို့ရင်မဟုတ်တဲ့မကောင်းတဲ့အကျိုးကိုခံရမယ်ကိုမဟုတ်တာမလုပ်ဘူးဆိုလို့ရှိရင်ကိုမဟုတ်တာမလုပ်သည့်အတွက်ကြောင့်ကောင်းကျိုးကိုရမယ်လို့သူများကခံရမှာမဟုတ်ကိုလုံးမကိုရတယ်ဆိုတဲ့သဘောတရားကိုပြောပြကိုလုံးမကိုရတယ်အဲ့ဒီမှာနှစ်ဦးလို့ဆိုတဲ့အခါမှာတယောက်ကလှုပ်တယ်တယောက်ကသဘောတူလိုက်ရင်ဒါပါဝင်ပတ်သက်မှုဖြစ်သွားပြီအဲ့ကြတော့ agreement သဘောတူညီမှုကမတ္တမအရေးကြီးဒါမှမဟုတ်ဇနီးမောင်နှံ2ယောက်ဟာတူလေးတူရမယ်လို့ဆိုတာကုသိုလ်ကောင်းမှုရေးရတဲ့ပတ်သက်ပြီးတော့တတ္တာသီလစာခပညာရှုံးကြည့်ချက်ချင်းလည်းတူတယ်ကိုကျင့်တရားချင်းလည်းတူတယ်စာခဆွန့်လွတ်တဲ့နေရာမှာလည်းပဲတူကြတယ်ပညာအသိပညာချင်းလည်းတူကြတယ်ဆိုလို့ရှိရင်ဖြစ်ရဘဝမှာရည်စက်ဆုံးကြမှာပဲလို့ဆိုတာ